မှာကြပြတပုတ်ဖတ်ပြီးတည်သွားတယ်ဆိုတာကတကယ်ကြီးလားဆိုတော့ကျွန်တော်ဒီတော့ပြောပြပါမယ်ဂျပန်နိုင်ငံမှာအရန်ကုန်မှာနာမည်ကြီးတဲ့ဒီတိုမီနိုဟဲလို့ခေါ်တဲ့ကြပြတပုတ်ရှိတယ်ဒီကြပြကတိုမီနိုလေးရဲ့ငရဲလို့ပြောလို့ရတယ်လို့ကျွန်တော်တို့ဒီဘက်ခေတ်မှာတော့ချိန်စာသိန်းကြပြတပုတ်လို့လည်းပြောလို့ရတယ်ဒီကြပြနာမည်ကြီးလာရတဲ့အဓိကအချက်ကဒီကြပြကိုအတန်ထွက်ပြီးဖတ်ရင်ဒီမတော်တဆထိခိုက်မှုတွေနောက်တေဆုံးတာတွေဖြစ်တတ်တယ်ဆိုတဲ့ပုံစံမျိုးကြီးနဲ့ဒီကြပြကနာမည်ကြီးလာတာဒီထက်ပိုပြီးဆိုတာကဒီကြပြကိုဖတ်ပြီးလို့ခဏကြာမှတည်သွားတဲ့ဂျပန်ကចောင်းသားចောင်းသူတွေလည်းရှိတယ်ဆိုတဲ့ကောလာဟာတာတွေလည်းပါတယ်ဆိုတော့ဒီကြပြထဲမှာဘယ်လိုမျိုးထူးခြားတဲ့စာသားတွေများပါနေလို့လဲဒါမှမဟုတ်သူတို့ပြောတယ်လို့ပဲဒီကြပြကိုအတန်ထွက်ပြီးဖတ်မယ်ဆိုရင်သိမယ်ဆိုတာကရောတကယ်ကြီးလားဆိုတော့အဲ့တော့ကျွန်တော်တို့ပြောနေတာကြားတယ်ကျွန်တော်တို့လက်တွေ့ကြကြအတူတူနားထောင်မယ်ကျွန်တော်ကိုယ်တိုင်ဖတ်ပြမယ်ပြီးရင်တော့အတူတူစဉ်းစားဆုံးဖြတ်မယ်ဆိုတော့အားလုံးပဲသူကဒီမှာအရင်ဆုံးဒီအပေါ်ဆုံးမှာသူကဂျပန်လိုရေးပေးထားတယ်နောက်ပြီးတော့ဒီမှာအင်္ဂလိပ်လိုတစ်ခုပါမယ်အောက်မှာတော့မြန်မာလိုရေးထားတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တခုကြိုပြောချင်တာက1919ခုနှစ်ဒီကြပြထွက်လာတဲ့အချိန်တုန်းကဒီနောက်ခံတီလုံးကြီးမပါဘူးဒီနောက်ခံတီလုံးကြီးကဘယ်သူထည့်ထားလဲမသိဘူးကျွန်တော်ထင်တာကတော့ဒီကြပြကိုရွတ်တဲ့ကောင်မလေးထည့်တယ်လို့တော့ထင်တာပဲတချို့တွေပြောတာကကျတော့အဲ့ကြပြကိုရွတ်တဲ့ကောင်မလေးကတည်သွားတယ်ဆိုတဲ့ကောလာဟာလာတွေရှိရနောက်ပြီးတော့ကျွန်တော်ထင်တာကဒီကြပြကသူ့ရဲ့ဂျပန်ဘာသာနဲ့သူ့ရဲ့အတန်နေအတန်ထားနဲ့ရွတ်မှအသက်ဝင်မဲ့ပုံစံမျိုးလို့တော့ကျွန်တော်ထင်တယ်နောက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့အချိန်ကမှဆိုရင်ညဘက်ဒီမှာဆိုရင်12နာရီ10မိနစ်ရှိပြီပေါ့လေဆိုတော့အတန်ထွက်ပြီးဖတ်ကြည့်အောင်ဒါပေမဲ့မြန်မာလိုဖတ်လို့ကတော့အဆင်ပြေလားမပြေလားတော့မသိဘူးဒါပေမဲ့သူရဲ့ဂျပန်ဘာသာနဲ့ဖတ်မှအဆင်ပြေလောက်မယ်လို့ကျွန်တော်ထင်တာပဲဟိုနေသူရဲ့အကြီးဆုံးမကတော့သူတွေအန်ချခဲ့ပြီးညီမလေးကတော့မီးတွေအန်ချခဲ့တယ်ချစ်စရာကောင်းတဲ့တိုမီနိုလေးကတော့ပဒီလုံးလေးတွေအန်ချခဲ့တယ်တိုမီနိုတယောက်တည်းငရဲကြခဲ့တယ်အမောင်တွေဖုံးလွှမ်းနေတဲ့ငရဲမှာပန်းမွေးဖို့ဖြစ်နိုင်မှာဂျာဘူးကိုကိုင်းထားတာကတိုမီနိုရဲ့အမများလားအဲ့ဒီကဘသူရဲ့တွေ့ရလို့မှတွေးမိတယ်ရိုက်ပါရက်စရာမလိုအောင်ပေါ့အဆုံးမရှိတဲ့ငရဲလန်းကတလန်းပဲရှိတယ်မောင်မဲနေတဲ့ငရဲလန်းကိုလမ်းပြပေးမှလားရွှေတိုးလေးစီကိုလားကကလေးစီကိုလားကြမ်းခိုင်မှုတွေကိုလည်းတည်ရဲဖြစ်နိုင်တယ်ဟုတ်မြင်လိုက်ရောငရဲမှာခရီးဆက်ဖို့ကြိုတင်ပြင်ဆင်မှုပဲလူရတယောက်ကနေပြီးမှစစ်ဘက်တွေကစိန်လမ်းပြီးချောင်းရည်တွေကစီးစင်းနေကြတယ်မောင်မိုက်တဲ့ငရဲရဲ့ဂျိုင်ဝမ်တစ်ခုမှာကကလေးကလောင်ရင်ထဲမှာပေါ့တိုးကလေးကတော့လှဲထဲမှာပေါ့ချစ်စရာတိုမီနိုလေးမျိုးလုံးထဲမှာမျက်ရည်တွေနဲ့ပြည့်နေတယ်မူပါကလေးရဲ့မိုးတဲ့တစ်တော်စီကိုသူ့ရဲ့ညီမလေးကိုလွမ်းတယ်လို့ဟောပြောမိသွားတယ်သူ့ရဲ့ငူတန်ကငရဲတစ်ခုလုံးလွှမ်းမှုသွားတယ်ပန်းများလည်းပွင့်နေပြီငရဲပြကိုတောင်ခုနှလုံးချောင်းခုနှချောင်းနဲ့ဆော်ဝိုင်းပုံစံပတ်တယ်ချစ်စရာကောင်းတဲ့တိုမီနိုလေးရဲ့အထီးကျန်လာတဲ့ခရီးစဉ်ပဲသူတို့ငရဲကိုရောက်လာရင်ငါးစီကိုသာပေါ်လာခဲ့